လိုင်းဘောကူတော့ထားပေါင်းလိုက်ခါသားချက်လို့ကြောက်ဘာကြီးဘာကြီးပြီးခဲ့တဲ့ New Year ပိတ်ရက်တုန်းကဆိုတရုတ်နိုင်ငံရှန်ဟိုင်းမြို့ကိုအလဲခီးသွားခဲ့တော့ကအရန်ခစ်စားနေတဲ့ blind box တွေရှိတဲ့ Pop Store ကိုလည်းရောက်ခဲ့ပါတယ်ဒီဆိုင်လေးကတော့ရှန်ဟိုင်းရဲ့ Nanjing Road မှာရှိတဲ့တော်တော်လေးကြီးတဲ့ Pop Store လို့ပြောလို့ရတယ်ဆိုင်ထဲမှာအယုတ်တရားလည်းအများကြီးပဲဒီတရားဆိုရင်ရုပ်တွေဘလို့မျိုးလူတွေနဲ့အရန်ကိုရှုပ်ရှက်ခတ်ပြီးတော့အမြဲစီကားနေတဲ့ဆိုင်တွေပေါ့နော်အထဲမှာတော့အယုတ်တရားတော်တော်လေးမိုက်တယ်ဒါပေမဲ့အများစုကစိုးအောက်ဖြစ်နေရများရပေါ့နော်စုကဒီ pop mat ကအယုတ်တော်တော်များများကိုတော့တိတ်တော့မသိဘူးလာဘူးဘူးစပြီးတော့ခစ်စားတဲ့အချိန်မှာတော့လာဘူးကိုတိတ်မကြိုက်တဲ့တဲမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့နည်းနည်းရုပ်ဆိုးရလို့စုအတွက်ခံစားရတဲ့အတွက်ကြောင့် crazy ဖြစ်တဲ့လူတွေမှာမပါဘူး pop mat ထဲမှာဆိုရင်စုကြိုက်တဲ့အယုတ်၃မျိုးရှိတယ်အဲ့ဒါ crime baby ရယ် molly ရယ်ပြီးတော့ရင် twinkle ဆိုတဲ့အဲ့ဒီအယုတ်လေးတွေကိုကြိုက်တယ်ပေါ့နော်တခြားဟာတွေတော့စုအရင်လည်းမသိဘူးစုကအဲ့ရုပ်3ခုကချစ်စရာကောင်းတယ်လို့စုခံစားရတဲ့အတွက်သဘောကျတယ်ပေါ့နော်ဝယ်ပြည့်အောင်မှအဲ့3ခုတွေကတစ်ခုခုတော့ဝယ်ပြည့်မယ်လို့စဉ်းစားထားတယ်ဒီကတော့စုတို့အဲ့ပထမဆုံးရှန်ဟောင်းကိုရောက်တဲ့နေ့မှာရှောက်ပတ်ကြည့်ရင်လည်းတပုံလေးရိုက်တယ်အင်ဂျယ်လိုပုံစံလေးအဲ့တုန်းကတော့လုံးဝဝယ်ဖို့အစီအစဉ်မရှိဘူးဘာလို့လဲဆိုတော့ကိုက pop mat ရဲ့ crazy အရန်ဖြစ်တဲ့ big fan လည်းမဟုတ်ပြီးတော့ pop mat ကလူတွေကိုမဝယ်ခြင်းအောင် psychology ကိုအသုံးချပြီးတော့ဆွဲဆောင်နေရဲဆိုတဲ့ဟာကိုသိတဲ့အတွက်ကြောင့်ပေါ့နော်ငါသူတို့ရဲ့ manipulate လုပ်တာကိုမခံဘူးဆိုတဲ့စိတ်နဲ့ဝယ်ဖို့လုံးဝစိတ်ကူးမရှိခဲ့ပါဘူးဘာပေါ်လာတဲ့မောင်လာတာဘာနားထောင်ပါပြီဘာလို့ကျင်လာလဲဘာလို့ကျင်လာဒီကောင်လေးလိုချင်တာဝမ်းပြီးโอ้ဟုတ်တယ်တော့လာတယ်ဘာဖြစ်နေလဲငါမားနေမှာဟာလားဒီလာဒီပြီးတော့ဒီလိုမျက်မှန်လေးနဲ့ထားရင်တရားပြန်ပြီးတော့ The next day ဘဝရဲ့ပထမဦးဆုံး blind box molly ဖောက်မယ်ပထမရက်ကတော့ကျမသူတို့ရဲ့ manipulate လုပ်တာကိုမခံဘူးလေးပါလေးနဲ့ပြောပြီးတော့နောက်ဆုံးမှာတော့ကျမသူတို့ရဲ့ strategy အောက်မှာတော့ပြပြဝူကြီးကြရှုံးသွားပြီးရွှန်80နဲ့ molly blind box လေးကိုဖောက်ခဲ့ပါတယ်ဒီကလိုချင်တာကတိုင်းအောင်လေးပါလိုင်းဘောကူတော့ထားပေါင်းလိုက်ခါသားချက်လို့ကြောက်ဘယ်လိုပဲဖြစ်ဖြစ်ပါလဲအထက်တက်ကိုမကြည့်ဘူးမသိသေးဘူးကြည့်တယ်မကြည့်သေးဘူးနော်ဘာကြီးဘာကြီးအားရလေးအဲ့ဒါတိကျရုံမူလေလား စိတ်ခွဲရုံမဟုတ်ဒီရလေဟောဝါးဝါဆရာလေးကြည့်နေတယ်ဆရာလေးခုတော့ဆုလို့ချင်းရဲ့မိုလီအယုံလေးလေးရတာပါပြီအဲ့တော့ရှန်ဟိုင်းရောက်ဖြစ်ရင်လည်းဒီ Pop Store လေးကိုသွားကြည့်ကြည့်ပါလို့ဦးစစ်စစ်မဲ့လုပ်ပါတယ်